ကိုပြစ်သွားတဲ့လူတစ်ယောက်ကိုဘယ်တော့မှပြန်ပြီးတော့မတောင်းတမိပါစေနဲ့နံပါတ်1ကိုပြစ်သွားတဲ့သူကိုပြန်တောင်းပါနေရင်ကိုတန်ဖိုးမကြပါစေနဲ့နံပါတ်2တကယ်တန်ဖိုးရှိတဲ့သူကလွယ်နဲ့ထွက်မသွားတတ်ကြဘူးနံပါတ်3ကိုမရွေးချယ်တဲ့သူအတွက်စိတ်နာနေရတာမထိုက်တန်ဘူးနံပါတ်4ပြန်လာစေချင်လို့ကိုကုံသိက္ခာကိုမစွန့်လွတ်သင့်ဘူးနံပါတ်5ထွက်သွားတဲ့သူကိုဖမ်းထားဖို့ကြိုးစားတာကကိုပဲပင်ပန်းစေတတ်တယ်နံပါတ်6လူတစ်ယောက်ရဲ့စိတ်ကမရှိတော့ရင်အတင်းဆွဲထားလဲမမြင်နိုင်ဘူးနံပါတ်9ကိုတန်ဖိုးမထားတဲ့သူနောက်လိုက်နေရင်ကိုဘဝမပြတ်စည်းပါစေနဲ့နံပါတ်10တချို့ခွဲခွာမှုတွေကကိုဘဝဖို့ကောင်းလာဖို့ဖြစ်လာတတ်ပါတယ်နံပါတ်9ကိုချန်ထားတဲ့သူထက်ကိုတန်ဖိုးထားမဲ့သူကိုစောင့်တင်ပါတယ်နံပါတ်10ကိုတန်ဖိုးကိုတီးတဲ့သူဟာထွက်သွားသူနောက်ဘယ်တော့မှမလိုက်တတ်ဘူး